ပေါ်လာပေါ်လာဘုံလုံးနာမည်တခါလေဘုံနဲ့တက်စီ ရုပ်တို့တက်ရုပ်တကုန်းနဲ့တက်ပြီ ဘုံနဲ့တက်သွားတာ ဘာရုပ်တို့တကုန်းနဲ့တက်တယ်လဲပြောရဲဝူးဝူးဟာပါလီဘာတွေတင်းနေဒုက္ခ ဒီဟာဒီတက်သွားငါကိုတော့ အဲ့ဒီဟာအော်ရီယိုသမားအောက်ကဖန်တာ तू ကအပေါ်တက်ဖန်တယ်ရုပ်တို့တက်တောင်မှ तू ကမြင့်နေသေးတယ်ဟုတ်ပါ ဒီတော့တော်တော်ကျေးဇူးတရားမသိတတ်တဲ့ဟာတွေ အမှုတိုင်းအောင်နော်ဟုတ်ချစ်ရခွန်အားလေးလားနင်းဟာပညာဘက်ချစ်ဘာတော့ဟာအာဘောဘောဝါဒီဘောဒီဝါပေါ်လာအဲ့ဒီဘောရှေ့ရစနားတွေကလည်းရှင်းရကြရတယ်1 2 3 4 go ကျေးဇူးတရားနားမလဲတဲ့ဟာငါလည်းသိရောဟာရောဘာတွေပေးနေရလဲ ချစ်လိပေး ဟာ အပွား go မင်းရဲ့လူသားချစ်သူကိုမိတ်အော်ငါဒီတော့မင်းကိုခက်ခါရရပြောနေသေးရတော့မင်းကငါ့ကိုပြန်ပြီးတော့တိုက်ခိုက်နိုင်သေးရပါဟုတ်လား ကပ်ဝေးချိတ်အဲ့ဒီပြန်ပြောဒီလောက်ခက်ခါရပြောနေရတော့မိချစ်မဖြတ်နဲ့ဟာ1 2 3 4 go အော်နင်ကငါဒီလောက်ခက်ခါရပြောနေအောင်ငါ့ကိုတိုက်ခိုက်သေးတယ်ဟာလားဟမ်ရဆရာကောင်တင်းစင်းအောင်နေမှာဟမ်ချုပ်ကိုလာပြီးထိတ်ချောင်းလေဟုတ်လားဟမ်ချိတ်ချောင်းကွာဒီဝါမဲ့ဘာလဲဘူးပို့ယောဘယ်မှာညာရင်ပြကြအောင်အဲ့ဒါညာရင်ပြကြအောင်ညာလူဘို့1 2 3 4 go အကယ်၍ငါသမီးတော်ဒုစဒု sorry ရတယ်မ1 2 3 4 go အကယ်၍ငါသမီးတော်ဒုစဒုက္ခရှိတဲ့ညောင်မင်းကိုဘာကြောင့်တွားတယ်ဆိုတဲ့အကြောင်းပြချက်ပဲ ဟုတ်1 2 3 4 go ဆရာရဲ့စကားကိုလည်းတက်တွင်မသိလိုက်နာပါမယ် ကောင်းပြီသမီးတော်ဒါကဘာကြောင့် ဘာလို့ကြီး ဒိုလေးလို့ပြင်ဒိုလေးလို့ရတာဒါပဲနော်ခေါင်းလေးတစ်ချက်လောက်ခါလိုက် ကောင်းလေးတစ်ချက်လုပ်ရအောင် 1 2 3 4 go ဘာလို့ရက်ပြောပါလိမ့်ကိုကြီးကကြားရပါ